Hello အားလုံးပဲမင်္ဂလာပါခင်ဗျာမင်္ဂလာပါ Stacy Win and Ryan Business Page ကနေပြီးတော့ပြန်လည်ကြိုဆိုပါရစေဒီနေ့ကတော့ Day 11ပါ Day 11ရဲ့မိကုံကတော့သင်ရဲ့ဝါသနာပါလေတဲ့ဒါပေမဲ့အဲ့ဒီမိကုံလေးကိုမဖြေခင်ပါပေါ့နော် Stacy တို့ဒီဗီဒီယိုကြည့်နေတဲ့ဒီပိုင်းတစ်စားကြည့်တဲ့လူတွေဆိုရင်တော့သိချင်မှသိမယ်ကျွန်မနာမည်ကတော့ Stacy Win ပါကျွန်တော်နာမည် Ryan ပါ Stacy တို့က United States California United States တဲ့ USA California ပြည်နယ်မှာနေပါတယ်ဟုတ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဆိုတော့အခုကြည့်နေတယ်ပေါ့နော် audience နေထဲမှာရောသင်ရဲ့ဝါသနာပါလဲပေါ့နော်sharing လေးတွေလုပ်ပေးခဲ့ကြပါအောင် Stacy ဆိုလို့ရှိရင်တော့အဲ့လိုမျိုးစာအုပ်စာပေဖတ်တာလေးတွေကြိုက်တယ်ပေါ့နော် knowledge ယူရတာကြိုက်တယ်အသစ်အစမ်းတွေရှာဖွေရတာကြိုက်တယ်ပြီးသွားလို့ရှိရင်သင်ယူလေ့လာရတာကိုကြိုက်တယ်ပေါ့နော်ဆိုတော့ဝါသနာတွေကတော့အများကြီးပဲပေါ့နော်ဒါကတော့ဟင်းချက်တာလည်းကြိုက်တယ်ဟင်းချက်တာလည်းရောင်းရတာ yeah ဆိုတော့တခါတလေကြားလို့ရှိရင်အဲ့လိုမျိုးပေါ့နော်ကိုချက်ချင်တဲ့ဟာလေးတွေကို create လုပ်ပြီးတော့မှအသစ်အစမ်းလေးအနေနဲ့ချက်ယူရတာလေးလည်းကြိုက်တယ်ပေါ့နော်ဆိုတော့ဝါသနာကတော့ပြောလို့ရှိရင်တော့နည်းနည်းလေးများသွားမလဲတင်တယ်အဲ့လိုမျိုးကြီးတစ်ခုတည်းဟိုပေါ့နော်အဲ့လိုမျိုးဝါသနာကြီးတာအဲ့လိုမျိုးတော့မရှိဘူးဒါမဲ့တော့အဲ့လိုမျိုးဟိုသိကျင်တဲ့အကြောင်းအရာဆိုလို့ရှိရင်တော့အဲ့လိုမျိုးဇွဲရှိရှိနေပေါ့နော်အဲ့လိုစာဖတ်တယ် research တွေလုပ်တယ်အဲ့လိုများရအောင်လုပ်တယ်အဲ့ဒီဝါသနာလေးတွေပေါ့အဲ့ဒါတော့ပြောရရင်တော့နည်းနည်းစပယ်နဲ့ပဲတော့သက်ဆိုင်မယ်ထင်တယ်အဲ့လိုမျိုးတော့ရှိတယ်ပေါ့နော်ဆိုတော့ကိုရိုင်းရောငယ်လေးတော့ချင်းခတ်တာပေါ်လာပါဘောလေချင်းလုံးလေးပါခတ်တာဒီမှာအပြင်းလေးပါမိုးရွာရွာရဲမရအောင်ချင်းလေးပါထွက်ခတ်တာအခုဒီအသက်အရွယ်အနေထားမှာတော့အခုမိသားစုလိုက်ပေါ့လေကျွန်တော်ထင်တာတယောက်တည်းမဟုတ်တော့ပါဘူးမိသားစုလိုက်အိမ်တိပါရဲအဲ့လိုပတ်ကြည့်ရရန်ဝမ်းတာပါဆိုတိန်နဲ့တိန်လိုက်ကြည့်ရမမောနိုင်မပန်းနိုင်တမိသားစုတော့ကလေးဆိုတော့ကွာဝါနဲ့ဆိုတော့အဲ့လိုလေးပေါ့ဒါမိသားစုကွာဆိုတော့အဲ့ဟာလေကျွန်တော်ထင်တော့အလေးချင်းပြုစုပြိုးထောင်ပေးတဲ့ပုံမှာလည်းမဟုတ်ဘူးကလေးငယ်လေးကလေးကသူတို့ဒီလိုအတိုင်းဝိုင်းနေနေဟိုဖြစ်လာတဲ့ခါကျကြီးလာတဲ့ခါကျသူတို့ဟိုမိုင်းစတဲ့မှာဖျားကောင်းတယ်ဖျားဟိုမဖြစ်ဘူးဆိုတာဒါသူတို့မှတင်ယူလေးလာပြီးရလဲဖြစ်တာပေါ့လေဘာတော့သူတို့လေးလည်းအတွေ့အကြုံလေးလည်းရအောင်ဆိုတော့ဟိုတားငယ်လေးဆိုတော့ခုမှ9နှစ်ပဲရှိသေးတယ်ဖျားအဲ့အနေထားဘလို့ဖြစ်တယ်ဘာညာတော့သူအကုန်လုံးတိနေပြီပေါ့နော်အစိုးအကောင်အဲ့လိုမျိုးတွေအကုန်လုံးတိနေပြီပေါ့ဒါကတော့သူတို့ကိုကပြုစုထားတဲ့ပြိုးထောင်ထားတဲ့ပုံမှာမူတည်တယ်ပေါ့နော်ပြောချင်တာပြီးရင်သူတို့စာဖတ်တာကြိုက်တယ်သူတို့လည်းအဲ့လိုမျိုးပေါ့လေသူတို့ကနေသူတို့ကလေးလေးတွေဆိုပေမဲ့လည်းစာအုပ်စာပေလေးတွေဖတ်တတ်အောင်လို့ library ခေါ်သွားတာမျိုးပေါ့နော်သူတို့ရဲ့ဝါသနာတစ်ခုခုတော့ရှိရမယ်ပေါ့နော်အဲ့လိုမျိုးလေးတော့ပြုစုပြိုးထောင်ပေးဖြစ်ပါတယ်ဟုတ်ပါတယ်ပြီးနောက်တစ်ခုကဒီစီဝင်းဆိုရင်ဒီမှာပြောရင်တော့ကျွန်တော်လည်းရပြီလေအချိန်မှာဒါတော်များများဒီအိမ်ကိစ္စပိုင်းဆိုင်ရာမှာပို့ပြောတမအများကြီးတိုးတက်လာတယ်เนาะဒါဝါနာလည်းပါလာအရင်ကကိုနဲ့မဆိုင်တယ်လို့ပုံစံမျိုးဒီမှာအမျိုးဟိုဖြစ်ခဲ့တယ်နောက်ပိုင်းမှာတမတူအများကြီးဒီ digital business ကကျွန်တော်ရဲ့ကြောက်တာပေါ့နော်ကြောက်တဲ့စိတ်ကြောင့်အများကြီးကိုကနောက်ကျပြီးကြံခဲ့တာလေ digital business ကကျွန်တော်ရဲ့ coach ကျွန်တော်ကလည်းသူရှိအများကြီးတင်ယူနေရတော့မယ်ဆိုတော့အဲ့လိုပေါ့တယောက်နဲ့တယောက်လည်းများလေးဒီမှာသူဟိုဖြစ်တဲ့ဥစ္စာကိုရှယ်ကိုတီးတဲ့ဥစ္စာလေးသူရှယ်ဆိုတော့ဒီမှာအဲ့လိုလေးပေါ့ဆိုတော့အကြီးကကိုတီးတဲ့ဥစ္စာလေးကိုဝါနာပါလေဥစ္စာလေးအိမ်ပတ်ကြည့်ရဆိုတော့ဒီမှာမိသားစုလည်းလိုက်လာအောင်မိသားစုလည်းအတွေ့အကြုံရတော့ဘာပဲပြောနေနေဒီမှာကိုရီတင်ဒီမှာအဲ့လိုကိုရီရောဝါနာပါအဲ့လိုလိုက်ပြကိုရီလိုက်ပြရင်လည်းဒီမှာအဲ့လိုလိုက်လေးလင့်ပေးတဲ့ဒီမှာတချို့လေးဘုဒ္ဓတာလေးရအောင်လည်းဒီမှာအဲ့မျိုးဆိုရမ်းပြော့တယ်ဘာလို့ဆိုဟိုအဲ့လိုမျိုးလေးဟိုဖြစ်ပြီးအချိုးရှိတော့တဲ့အတွက်ရအောင်လည်းဝန်တာမိပါရဲ့ပြီးရင် Stacy ဝင်းကဟင်းချက်တာဝါနာပါတယ်လေအတွက်ကျွန်တော်တို့ကကျွန်တော်မိသားစုတို့ကကလေးတို့ကအရန်ကန်ကောင်းတယ်သူဝါနာပါလေဥစားချက်ကျွေးတဲ့အတွက်ကျွန်တော်တို့တမဟိုပြောခေါင်းလဲဟင်းအမေမျိုးဆက်ဆံလေးကောင်းကောင်းမွန်မွန်လေးကစားတဲ့အတွက်အရင်လည်းဟိုဖြစ်တယ်ပြီးနောက်တစ်ခုကပြောခေါင်းလဲအစာတောက်လေးဆိုင်အတစ်လေးပါလေးဆိုမှပေါ်ပါဆိုင်ပဲဖြစ်နေနေပြီးစားတော့ဆိုင်လေးပဲဖြစ်နေနေအဲ့လိုလေးလိုက်စားခြင်းနဲ့ဝါသနာပါပေါ့နော်ဝါသနာပါပေါ့ဒီဘာပဲပြောနေနေအတစ်အစမ်းလေးဆိုရင်လှုပ်ကြည့်နေတာပေါ့နော်အဲ့လိုမျိုးသွားစားကြည့်ခြင်းနဲ့လှုပ်ကြည့်ခြင်းနဲ့အတစ်တွေရှာဖွေယူခြင်းနဲ့တချို့တော်များများကျတော့ဟိုကြောက်တယ်လीနော်သူတို့တို့တခုခုများဖြစ်သွားမလားတခုခုဟိုဟာဖြစ်မလားဆိုပြီးတော့လေ
knowledge လည်းမယူတော့ဘူးဒီလိုကြီးပဲပေါ့နော်ရှေးရိုးကြီးအတိုင်းပဲပိတ်ထားတယ်ဆိုရင်တော့ဒီလိုတွေတိုးတက်လာမှာမဟုတ်ဘူးဝါသနာဆိုတာကလည်းကိုကရှာဖွေတော့မှလည်းအော်ကိုဝါသနာကဘာလဲဆိုတဲ့အရာလေးတွေကိုတွေ့လာမှာလေနော်အဲ့ဒီဝါသနာကလည်းဒီမှာဟိုများသောအားဖြင့်ကောင်းကျိုးတွေပေးကြတာများပါတယ်ဆိုတော့ Stacy Win ရဲ့စူးစမ်းလေးလာမှုပေါ့လေဒီ digital business ဆိုတော့ဒီ digital business ကိုဒီကျွန်တော်တို့ကစတင်လုပ်ကင်ခဲ့ရလဲ Stacy Win ရစပြီးလုပ်တယ်ဆိုတော့သူစူးစမ်းလေးလာရင်းနဲ့သူ online ပေါ်မှာ research လုပ်တယ်ကျွန်တော်အားမလေးလာပြီဘူးဒီလိုဒီမှာအဲ့လို Facebook ဘာညာကြည့်ရ social media ကြည့်အပေါ်ရန်လေးတဲ့ပဲကျွန်တော်ဆုံးဖြတ်ချက်ချပြီးတယ်သူကကြသိချင်တဲ့အရာတစ်ခုကိုဒီမှာ training site တွေပိုင်းပိုင်းတိုင်းတော့နည်းနည်းတော့ဖြစ်တယ်ဒီကျွန်တော်တို့မြန်မာ community တစ်ခုတည်းတည်းမဟုတ်ဘူးဒီမှာကျွန်တဲ့ဒီမှာလူမျိုးဘောင်းစုံလုပ်နေကျွန်တော်ကုမ္ပဏီကဒီမြန်မာတဝူးတည်းတင်လုပ်တော့လုပ်တဲ့ဟာမဟုတ်ဘူး global လုပ်ဆောင်နေတဲ့အတွက်အဲ့ဒီဟာတော့သူကစူးစမ်းလေးလာတယ်ဘယ်သူတွေကတမအောင်မြင်မှုဘလောက်အတိုင်းလာပြီးဒီစီဝါရကိုစူးစမ်းနိုင်တော့သူတိုင်းအောင်မြင် benefit ကောင်းလဲ တဝူးတယောက်တည်းမဟုတ်ဘဲနဲ့ဟုတ်ပါတယ်တဝူးတယောက်တည်းမဟုတ်ဘဲလေဒီမှာလူပေါင်းများစွာအောင်မြင်မှုတွေဝေထုတ်ပြီးတဲ့ဒီမှာစီဝါရေးတခုဖြစ်တဲ့အတွက်သူမြင်တွေ့သူလေးလာတော့တကယ်လေကျွန်တော် convention center မှာတွားပြီးတွားတယ်ကျွန်တော်ဆိုရင်အခုလက်ရှိဒီ convention တက်တာဆိုရင်3နှစ်ဆက်တိုက်ရှိသွားပြီပေါ့လေ2025ရဲ့2024ရဲ့2023 Las Vegas မှာလုပ်တယ်2024ရာကျွန်တော်ဟိုဂျပန် Okinawa မှာလုပ်တယ်2025 San Diego မှာလုပ်တယ်မျက်စိနဲ့အမကန်ဟိုဖြစ်မိရဆိုတော့ပြီးရင်ဒီလုပ်ငန်းကတမသူများတွေတမစုကြနေကိုယ့်အတွက်ကောမဖြစ်နိုင်ဘူးလားဆိုတော့အဲ့ဟာတမဖြစ်နိုင်တာဘာလို့ဆိုတော့ကိုယ့်ရဲ့စူးစမ်းမှုနဲ့လုံလောက်ဝတီးရနဲ့တမဘာဖြစ်လို့ဆိုတော့စီးပွားရေးတစ်ခုဆိုတော့တမကိုယ့်ရဲ့ brand name နဲ့ပြီးနောက်တစ်ခုကယုံကြည်မှုနဲ့တမကိုယ်တမဒါဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ဥစ္စာယုံကြည်ချက်ထားတယ်တမဖြစ်ကိုဖြစ်ပါတယ်လို့တမကိုလှုပ်တဲ့အရာတစ်ခုယုံကြည်နဲ့ဘယ်ရာမဆိုတော့တမဟိုကျွန်တော်စားတော့ဆိုင်ဖွင့်နေတဲ့လူတွေအောင်မြင်ပါမလားဆိုတဲ့အတွေ့အကြုံတွေးမိပါပဲဒါပေမဲ့ကျွန်တော်တို့ဒီဟိုမှာပြီးကြတဲ့3-4ဘက်လောက်ကရင်းတော့တွားရင်เนาะဒီပြည်နယ်စားတော့ဆိုင်ဆိုရင်ရုံတော့မယုံနိုင်စရာဘူးကျွန်တော်စောင့်နေတာ45မိနစ်လောက်ရှိရเนาะလူမျိုးပေါင်းစုံเนาะဒီစစ်ပြုတ်ဆိုတာလည်းတမသူဒီဇိုင်းလေးရှိရမို့ကျန်တဲ့ဆိုင်တွေလည်းရှိရပြောတာပါအရသာလည်းဒီလောက်ကြီးကွဲလားဆိုတော့အဲ့လိုမဟုတ်ဘူးပေါ့နော်သူဒီဇိုင်းဟာတီးတန့်တက်အဲ့ဒီနာမှာကိုပြောရရင်ဟိုမုတ်စေးတန်းကြီးလိုမျိုးအကြီးကိုချပြီးတော့လုပ်ထားတာဘေးနားမှာဘိုးဆိုင်တွေပဲရှိရအေးရှားဆိုင်ဆိုတော့သူဒီဇိုင်းပဲရှိအဓိကယုံကြည်ချက်ပေါ့အဓိကကိုဝါသနာပါတဲ့ဟာကိုဆွဆွမြဲမြဲနဲ့ယုံကြည်နဲ့လုပ်တယ်ဆိုလို့ရှိရင်အောင်မြင်တာပဲလीနော်တော်တော်များများကြတော့ဟာအောင်မြင်ခြင်းနဲ့ကျမတော့လုပ်ခြင်းနဲ့ကျမတော့အသက်ခြင်းနဲ့ပြောပြီးတော့တကယ်တမ်းကျအရှိန်မတိုးရဲဘူးဆိုဘာလို့မှလဲကိုပြောနေတဲ့ဟာနဲ့ကိုရဲ့လက်တွေ့စိတ်ခွန်အားနဲ့ပါမလာဘူးလीနော်လှုပ်လို့ရှိရင်လည်းဘယ်ရာပဲလှုပ်အောင်မြင်မှာမဟုတ်ဘောနော်အဲ့တော့ဗာလေအလုံသမားဘဝပဲပေါ့နော်သူများရှိမှာပဲစက်ယုံမှာပဲအဲ့လိုပဲထုတ်လိုက်နောက်တစ်လုပ်ပြန်ရှာလိုက်အဲ့လိုမျိုးဘဝတွေနဲ့ပဲကုံဆုံးသွားမှာပဲပေါ့နော်ဆိုတော့ Stacy လည်းအရင်တော့အလုပ်သမားဘဝပါပဲစက်ရုံမှာအလုပ်လုပ်ခဲ့ရတာပဲဒါမဲ့ဗာလဲဆိုလို့ရှိရင်ကိုဖြစ်ချင်တဲ့ lifestyle ကဒါမဟုတ်ဘူးဆိုတာကိုသိတယ်လीနော်သိတဲ့အတွက်ကြောင့်မို့ကိုပြောင်းလဲတင်တယ်လုပ်ရဲရမယ်ဆိုတော့ကိုဟာကိုပေါ့နော်ခွန်အားပေါ့နော်ကိုဟာကိုပဲမွေးယူတယ်ဘယ်သူမှလုပ်ပါလို့ကိုလာပြီးတော့တိုက်တွန်းလို့လုပ်တာမဟုတ်ဘူးကိုယ်တိုင်ကတကယ်ပြောင်းလဲခြင်းလို့ကိုယ်တိုင်ကတကယ်ပေါ့နော်ဒီဟာတွေသင်ယူခြင်းလို့ပေါ့နော်စာဖွေစူးစမ်းခြင်းလို့ပေါ့နော်ဆိုတော့Stacyအနေနဲ့ဝါသနာဆိုလို့ရှိရင်လည်းအဲ့လိုရှာဖွေစူးစမ်းရတာတွေကြိုက်တဲ့အတွက်ကြောင့်မို့ဒါကိုနဲ့ကိုက်နေတယ်ကိုတကယ်လုပ်ကြည့်တဲ့အခါမှာလည်းကိုအတွက်တကယ်အောင်မြင်မှုပေးနိုင်တယ်ကောင်းမွန်တဲ့စီးပွားရေးဖြစ်တယ်ဆိုတာကိုသိတယ်ပေါ့နော်ဒါကြောင့်မို့လဲဒါ Stacy ဒီ3နှစ်ကျော်မှာပေါ့နော်ကိုတကယ်စူးစမ်းတဲ့အတိုင်းပဲ result ကောင်းတွေရလာတာဖြစ်တယ်ပေါ့နော်အဲ့ဒီဟာလေတကယ်ဟိုစူးစမ်းလေးလာမှုကလည်းတကယ်အကျိုးပေးရတကယ်မှန်တယ်Stacy စတာစကားလေးကိုပြန်ဆက်လိုက်ပါအောင်မယ်သူဒီစီးပွားရေးကိုစူးစမ်းလေးလာခဲ့လို့ခုချိန်မှာအောင်မြင်နေတဲ့ coach တယောက်အနေနဲ့အခုလောက်ခဲ့ရဆိုဒီ digital journey ပါဆို3နှစ်ခွဲကျော်ပြီပေါ့လေဒီမှာလားစိလည်း passive income နေတယ်ဒီမှာတောင်းကြုံဝင်နေတယ်ဒါရရှိနေတယ်ဖြစ်ပါတယ်ဆိုတော့အဲ့ဒီဟာအတွက်အဲ့ဒီတချင်ကအကေမစူးစမ်းမလေးလာခဲ့ဘူးဆိုရင်ဟိုမှာမဖြစ်ခဲ့ဘူးဆိုရင်ဒီမှာဒီလိုအနေထားဒီဖြစ်ချင်မှာဖြစ်မှာပေါ့အဲ့လိုပဲစက်ယုံမှာပဲတိုင်ပတ်နေမှာပေါ့နော်နောက်တစ်ခုကကျွန်တော်ရဲ့ဝါနာတစ်ခုကကြဘယ်လိုလဲစိတ်ကြီးကဒီအိမ်လေးကိုစေးတုပ်ချင်တယ်လေပုံမှန်အားဖြင့်အိမ်သိရင်ကျွန်တော်နှစ်ထပ်အိမ်ရှိရယ်စကွဲရပြီး2600နီးပါးဒီမှာ2500ဆိုတော့2500ကျ2600နီးပါး square feet တခုဒီကျွန်တော်တို့အပြင်မှာစေးတော့ရင်12000 1500ရှိပါတယ်ဒါပေမဲ့
online လေးမှာအဲ့လိုရှာတယ်ဟိုဖြစ်တယ်လာတယ်တယောက်နဲ့တယောက်ဈေးမိကြည့်တယ်ဈေးကို compare လုပ်တယ်ပေါ့လေဆိုတော့အဲ့လိုလေးပေါ့ဒါကျွန်တော်ရဲ့ဒါဟိုဝါနာဥစ္စာတစ်ခုပေါ့လေအဲ့ဒီဝါနာလည်းဒီမှာကိုယ့်အတွက်အချိုးကိုတစ်ချိန်ကိုပြုခဲ့တယ်ဆိုတော့ဒီစေးတုတ်တာဒီကျမှကျွန်တော်တို့ဒီမှာဈေးကိုတော်တော်တက်လေးနဲ့ကိုရခဲ့ပါတယ်ဆိုတော့ကိုလိုချင်တဲ့ပုံစံမျိုးလေးတွေဟိုဖြစ်ခဲ့တယ်ပေါ့လေပြီးနောက်တစ်ခုအဲ့မျိုးဟိုအိမ်နေပါရဲ့ကိုရောမယ်ဆိုလုံးနေပါရဲ့လောက်တာလေဒီမှာဒါကျွန်တော်ဝါနာပါတယ်တော့အဲ့လိုလေးပေါ့လေကိုဟိုဖြစ်တဲ့ခါဒီမှာဟိုဈေးနှုန်းလေးဒီမှာဟိုကွန်ဘေးယာဒီမှာ3လေးတော့ရှင်လိုက်တဲ့အခါကျဒီမှာသူ့ကိုလည်းချပြဒါဒီလိုနေထားရှိဒါဒီလိုနေထားရှိရဆိုတော့ကိုယ့်အတွက်ဒီမှာအများကြီးအကျိုးမြတ်ရှိရဆိုတော့ကိုယုံကြည်ရဲ့ကိုဟိုဖြစ်တဲ့ဆိုရင်ဒီမှာယုံကြည်နဲ့လောက်ဆောင်ပါလို့ကျွန်တော်ပြောပါလေ့လာပါစိတ်စီးပြောတယ်ပဲကျွန်တော်တို့ဒါကျွန်တော်တို့အတွေ့အကြုံလေးပြောပါကိုအနေထားရအောင်လေတခြားလေးလာပါသူများတော့ဒီမှာအပေါ်ရံပဲပြောမှာတကယ်တကယ်တည်းကောင်းကြီးစိုးချင်ရကိုရံမှဟွာဖြစ်မှာသူများတကာသွားတိုင်ဝင်လို့ကတော့သူများတကာကတော့ဖြတ်မှာပဲလေသူတို့လေ့လာတာမဟုတ်ဘူးသူတို့လည်းအကောင်းဆုံး advisor လည်းမဖြစ်နိုင်ဘူးလေနော်အဓိကကတော့ကိုယ့်ရဲ့စိတ်ထဲကထွက်လာတဲ့အတန်ကိုပဲနားထောင်ပြီးတော့လှုပ်ဆောင်တာအအောင်မြင်ဆုံးပဲပေါ့နော်ဆိုကိုယ်အုံနောက်နဲ့ကိုယ်ဆုံးဖြတ်လူတိုင်းမှာအုံနောက်တစ်လုံးစီထည့်ပေးတာပေါ့နော်ဆိုတော့ကိုယ်အုံနောက်နဲ့ကိုယ်ဆုံးဖြတ်အဲ့ထက်ပိုပြီးသိချင်ကိုယ်တိုင် research လုပ်ကိုယ်တိုင်လေ့လာကိုယ်တိုင်အချိန်ပေးအဲ့ဒီရဲ့ decision ကအမှန်ဆုံးပဲပေါ့နော်ဆိုတော့အခုနောက်ပိုင်းဆိုလို့ရှိရင်တော့ဘတူးရဲ့မှဟိုလိုမျိုးပေါ့နော်အကြံဉာဏ်ပေးတာတွေပါတယ်ဆိုတိတ်လက်မခံဘူးပြောပြရဲဆိုတော့နားထောင်လိုက်တယ်ကောင်းတဲ့ဟာယူတယ်မကောင်းတဲ့ဟာဆိုချက်ချင်းကောင်းတဲ့ဟာထုတ်လိုက်တယ်ပေါ့နော်ဆိုတော့ကိုယ်အုံနောက်နဲ့ကိုယ်ဆုံးဖြတ်ပြီးတော့ပဲအရှိကိုတက်တယ်ပေါ့နော်အဲ့ဒီဟာရဲ့ result ကပိုကောင်းတယ်ဟုတ်တယ်ပြီးရင်ကိုလိုချင်တဲ့ကိုလိုချင်တဲ့အိမ်မက်ကိုလည်းဒီမှာအကောင့်တွေပေါ်နိုင်တယ်ဆိုတော့ဘယ်သူနဲ့မှရှင်းပြခြင်းမရှိဘူးကိုကကိုလည်းအမြဲတမ်းကိုကနေဒီမှာဒီတခုလောက်ခဲ့ပြီးဆိုတော့နောက်နေ့ပါဟွာဖြစ်မလဲဆိုကိုကိုပဲဒီမှာတနေ့ပြီးတနေ့တရက်ပြီးတရက်တမှာတလာပြီးတလာကိုတိုးတက်မှုပိုင်းဆိုင်အောင်ကိုvery improve ဖြစ်တဲ့ပေါ့လေအဓိကတော့ဝါသနာဆိုတာအထက်လေ့လာမှလည်းကိုယ့်ရဲ့ဝါသနာကိုရှာတွေ့မှာလေနော်ဆိုတော့အဲ့ဒါလေးကို sharing လုပ်တာပါဒါဆိုလို့ရှိရင်တော့စိတ်ဝင်စားတဲ့လူတွေအနေနဲ့ www.stacywinryan.com မှာနာမည် email ထည့်ပြီးတော့အခမဲ့ဗီဒီယိုကြည့်ပေးပါ email မှာလည်းလက်ခံရရှိမှာဖြစ်တဲ့သိချင်တဲ့မိကုန်းတွေရှိတယ်ဆိုလို့ရှိရင်လည်း message ကနေပြီးတော့မှလာရောက်ဆက်သွယ်လို့ရပါတယ်အားလုံး see you tomorrow ပါ see you tomorrow ပါ bye everyone